စိတ်ချမ်းသာဖို့ကအဓိကပါပဲကိုစီချင်းနဲ့ပီတိမှုတွေကလည်းရှိကြတာပဲဘာဖြစ်ကြတာလဲလာကြည့်ကြပါကွယ်ငါအချိန်နဲ့စက္ကန့်နာကြီးတိုင်းနဲ့သတိရပါတယ်လက်ကမ်းချိုပါတယ်ပြတ်တန်းလို့ပါတယ်ပြိုင်စမ်းတဲ့တန်ကလည်းအယမ်းချိုပါတယ်ဝင်းငါရဲ့နာမရှိနေရင်တော့သိပြောတာပဲငါရဲ့နေတဲ့မိတ်တဲ့မင်းကိုဖိတ်ခေါ်ပါတယ်ကြောင်မြောင်းတဲ့ကံကိုကြီးရင်ကြောင်မှာရှောက်သွားမယ်ပြီးရင်မင်းကြိုက်တဲ့လုံငါသင်းမော်ဒီတော့စားမယ်ကာကိုစီလုံးငါမယ်ဒီဦးလေးထပ်သွားမယ်အမတ်တရားအတက်ပုံနဲ့ရိုက် Facebook မှာတင်ထားတယ်ငါရဲ့နာတဲ့သူမရဲ့စကားပဲမိမနဲ့တကွာအဖြစ်မှာ ever ကြာစေကြိုက်တဲ့ရုပ်တောင်ပေါ်ကိုဖျားဘူးသွားမယ်နေဝင်ကအဲ့ဒါလုံးမျိုးမင်းအကြောင်းကိုကြွားတယ် အိမ်မက်တွေတပုံကြီးပဲ